လေးအဲ့လိုမျိုး best friend လို့ပြောလို့ရှိရင်မှန်မလားဘယ်လို break တွေချာလဲတခုဒီမျိုးထင်တာလေးရှိကြတယ်ပေါ့ best friend forever boyfriend forever မဟုတ် best friend forever BFF တွေပါ BFF တွေပါ ရတာဗော ပြောလို့ရတာဗောဒါလုံးဝ 100% ဆိုတာထက်တောင်မှပို့လို့ရရင်ပို့ခြင်းတယ် ရှော့ပါဦး မရှော့နိုင်ဘူးဒါတော့မရှော့နိုင်ဘူးလုံးဝ တကယ်ကန်ဆက်တယ်ဗောနော်ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့လည်းဗီတာဆိုင်နဲ့လက်တွဲတဲ့အခါမှာပါတီလာသူတို့အနေနဲ့ထင်ထားရတဲ့ပို့ပြီးတော့အများကြီးသူအကျိုးဖြစ်ထွန်းတယ်အဲ့လိုမျိုးပြန်ကြားရရင်လည်းဝမ်းသာတယ်အဲ့တော့ဗီတာဆိုင်နဲ့လက်တွဲရင်အရင်အကျိုးဖြစ်ထွန်းမှာအဲ့တော့တခြားလုပ်ငန်းရှင်တွေလည်းကျွန်တော်တို့ရုံရုံကြီးချင်းနဲ့လောက်အပ်နိုင်လိုက်ပါများ confidence level ကတော့ဆိုးဟိုက်တယ်လုံးဝနော် commercial အားချို့ ဒီရပိုင်းပို့ဆိုရယ် ဟုတ်တယ်ဒီရပိုင်း တော်လေးကိုကျွန်တော်တို့တယောက်ပြီးတယောက်အဲ့လိုမျိုးပေါ့နော်စိတ်ပြိုလဲလောက်တဲ့အထိကိုအဲ့လိုမျိုးတယောက်ပြီးရင်တယောက်ပြီးရင်တယောက်အဲ့လိုမျိုးလာရဲကွာဒါပေမဲ့ဒီကတော့သူ့ဘေးမှာလည်းကိုရှိနေကိုဘေးမှာလည်းသူရှိနေကျွန်တော်တို့နှစ်ယောက်တန်းနေပြင်သွားမှလောက်တော်များများအတွဲမှာဆိုတော့လေအဲ့လိုမျိုးတယောက်နဲ့တယောက်ဖေးမှရင်းနေပဲဖြတ်တန်းရတာပေါ့ဟုတ်ပါတယ်အရင်တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ feeling ဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းကတော့ဘာခံစားချက်မှမရှိတော့ဘူးဘာလို့လဲဆိုတော့အဓိကကျွန်တော်တို့ဆိုင်တဲ့သူကဒီနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်တန်တန်မင်နဲ့ချစ်ချစ်ခင်ခင်နဲ့ဒါပြီးရင်ဒီ race day mineral တွေရော sunshine တွေရောပြီးတကယ် trust မိသားစုနဲ့အတူတူကျွန်တော်တို့အများကြီးစူးစမ်းနေတာကိုလည်းယုံကြည်ချက်ရှိတယ် race day လည်းတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုတိုက်ခိုက်မှုမျိုးပဲဖြစ်နေပါစေကျွန်တော်တို့ကတော့ဘာမှမဖြစ်တော့ဘူးတကယ်ကိုစိတ်သက်ကြမ်းကြမ်းခိုင်ခိုင်နဲ့ရှေ့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်လို့အဓိကကျွန်တော်တို့ fan 3ခုရောကျွန်တော်တို့2ယောက်လုံးရောအဲ့လိုမျိုးရှိနေရဆိုတဲ့စိတ်နဲ့ဘယ်ရာပဲလာကြော်ဖြစ်နိုင်သွားဘာမှဟိုခေါင်းနဲ့တိတ်မရှိတော့ဘူးပေါ့နော်အဓိကကိုလို့ဆရာရှိတာလို့ဆိုပြီးသူတို့ကလည်းနောက်ကနေပြီးတော့ညနေမငယ်အောင်တောက်လျှောက် support ကျွန်တော်တို့ကလည်းအဲ့ဒီဟာပဲဂုံစားပြီးနောက်မှသူတို့ရှိရဘယ်တော့မှမျက်နှာမငယ်နဲ့အားမငယ်နဲ့အကောင်းဆုံးစူးစမ်း race တွေရှိရ sunshine တွေရှိရ mineral ရှိရဆိုရင်အဲ့စကားတွေကတကယ်ကို motive ဖြစ်စေတယ်ဒါကျွန်တော်တို့ဟိုနည်းနည်းလေးပြိုလဲချင်နေရင်တောင်မှအဲ့စကားတွေကြောင့်ချက်ချင်းပြန်ပြီးတော့ထနိုင်ခဲ့တာပေါ့နော်အားလုံးမင်္ဂလာပါရှင်တဲ့စိတ်ဆိုင်နာရီတစ်လုံးဝယ်ယူလုံးနဲ့အလူရှင်တယောက်ဖြစ်နိုင်တယ်ဆိုတာသိပြီးသွားပြီလား ဘာလို့လဲဆိုတော့နိုင်တစ်လုံးဝယ်ရမယ် အဲ့နိုင်တန်မိုးရဲ့ 1% ကို လက်တဲ့နေရာမြောက်များစွာမှာလူတန်းပေးသွားမယ် program ကို ချယ်ရီဦးကနေဖန်တီးပေးထားလို့ပဲဖြစ်ပါတယ်စိတ်စိတ်တိုင်းနိုင်လည်းပိုင်ဆိုင်တာပဲ တစ်ကိုအလှဒါနရည်နဲ့စတင်ပေးရမယ် မျှဝေရင်းနဲ့ကုသိုလ်ယူ ချယ်ရီဦးနဲ့အတူလွင်မလူ သူတို့ဘာပြောနေကြလဲ ဘာပြောနေရလဲဆိုတော့ကိုကြိုက်တဲ့နာရီတစ်လုံးကိုဝယ်လိုက်တာနဲ့ 5% promotion နဲ့ member benefit ကိုပေးသွားမယ် promotion အပြင်ကိုမှနာရီတစ်လုံးဝယ်လိုက်တာနဲ့နာရီတမိုးရဲ့ 1% ကိုတကယ်ကိုလိုအပ်တဲ့နေရာတွေကိုနှစ်တဲ့အလူဖြစ်နေလူရန်ပေးသွားမှာဖြစ်ပါတယ် လူရန်ပေးသွားမယ့်နေရာတွေကတော့ခိုင်နှဲဝယ်ပြီးပါမယ့်ကေဟာဘွားရိတ်ကမတန်ဆွမ်းပြီးပါမယ့်ကေဟာတလိမ့်ဆန်ဆောက်ရှောက်ရေးကေဟာတို့နဲ့ public donation တို့မှာကိုချမ်းတဲ့တဲ့နေရာတွေကိုဆန္ဒပြုရင်လူရန်ပေးသွားနိုင်မယ်မျှဝေရတဲ့ကုသိုလ်ယူချဲဦးနဲ့တူမြဲလူ ဒီနေ့ shooting ကတော့ကျွန်တော်တို့ဒါအရှိမလဲကျွန်တော်လက်တွဲခဲ့ company တစ်ခုဖြစ်တဲ့ Kara ပေါ့နော် Kara ရင်မွေးကြော်ညာလေးကိုကျွန်တော်တို့ဒီနေ့လဲအသစ်ထွက်တဲ့နံ့လေးတွေကိုရိုက်ဖြစ်တာပါခင်ဗျဟုတ်ဒီခါရာကျွန်တော်တို့ဒီလက်တွဲလာတာပေါ့နော်ကျွန်တော်တို့စပြီးတော့လူနည်းနည်းစပြီးတိခါစခဲ့ရကျွန်တော်တို့လက်တွဲခေါ်ခဲ့တဲ့ brand ပေါ့နော်ပြီးတော့ကျွန်တော်တို့လည်းတကယ်တုံးတဲ့အခါမှာလည်းအဆင်ပြေပြီးတကယ်ကြိုက်တယ်ဟုတ်တယ်နော်အဲ့တော့တကယ်လည်းခုကြီးလည်းဆွဲတုံးနေရအဲ့ဒါလေးကိုထပ်ပြီးတော့လည်း commercial လေးရရတော့ဝမ်းသာပါတယ်ဟုတ်ပါတယ်အဲ့တော့ဒါလက်တော်မှာဆိုလို့ရှိရင်လည်းလူပညာလှူရှာမှုတွေကခက်စစ်စစ်တွေ့လာတယ်ပေါ့အဲ့ဒီပုံမှာကိုယ်ကဘယ်လောက်ဝမ်းသာပြီးဖြစ်စားလဲပြောပေးပါဦးအရန်ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့အရင်ထပ်ဆိုင်တော့အများကြီးလုပ်ဖို့လုပ်ရတယ်ပေါ့နော်ပြီးတော့လူလေးတည်ပြီးတော့ကျွန်တော်တို့ကြော်ညာတညာ product တွေကိုလည်းလိုက်ပြီးတော့အဲ့လိုမျိုး support လုပ်ပေးရ fan တွေလည်းစပြီးတော့ရှိလာရတဲ့အတွက်လည်းတိုင်းမသိဝမ်းသာပါတယ်ကျွန်တော်တို့အဓိကကတော့ဒီရှေ့လျှောက်ကတော့ဒီ trust နဲ့အတူတူလက်တွဲပြီးတော့ပေါ့နော်ကျွန်တော် project လေးတွေပြောလို့ရှိရင်တခြားသော surprise လေးပေါ့နော်အများကြီးတော့စီစဉ်နေကြပါတယ်လို့အဓိကကတော့ဒါချစ်တဲ့လူတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေပေးတဲ့ဒီစိတ်သက်ခွန်အားတွေရောချစ်ချင်းမေတ္တာတွေနဲ့ရောကျွန်တော်တို့ရှေ့ဆက်အများကြီးဒီ Vita Shine ညီကိုနှစ်ယောက်ကနေပြီးတော့မှစူးစမ်းသွားမှာပါလို့ဟုတ် Okay ပါဒါတော့နှစ်ယောက်ရဲ့ collaboration ပါလေးတွေ့ရအောင်ထပ်ပြီးတော့လူပညာလှူရှာမှုဆိုလို့ရှိရင်အခုဒီအရှိမှာတော့ကျွန်တော်ခါရုံမီပေါ့နော်ခါရုံမီပြည်သက်တွေကိုလက်ဆောင်ပေးထားရဲဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်ခုကိုလည်းဒီစပြီးတော့ပြင်ဆင်နေရဲဒါပေမဲ့နည်းနည်းလေးတော့အချိန်စောင့်အောင်မယ်တင်တယ်ဘာလို့ဆိုတော့ကျွန်တော်ကောင်းလေးလုပ်ချင်တယ်ပြီးတော့အဲ့ထွက်လာတဲ့ result ကိုလည်းပြည်သက်မကြိုက်မှာဆိုတဲ့အတွက်ကြောင့်တေချာလေးကြိုးစားပြီးတော့ကျွန်တော်ကြိုးစားနေပါတယ်ဟုတ်ခါမီနဲ့ပတ်သက်ရင်တော့ဟုတ်ကျွန်တော်တို့နှစ်ယောက်လုံးအဲ့ချိန်မှာရိတ်တာမှာဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုထားအရင် emotion လုပ်လို့မရဘူးပေါ့ဒါပေမဲ့ fan တွေအနေနဲ့ကတော့ကျွန်တော်တို့နှစ်ယောက်ကိုဒီချိန်မှာသူတို့လေးအဆက်ပြက်နေလို့ပြောလို့ရတယ်ပေါ့နော်တချန်တွင်းလုံးကနှစ်ယောက်လုံးရိတ်တာမှာဆိုတော့ဒါပေမဲ့သူတို့အဲ့ခါရောမီလေးတတိယတိုင်းကြီးကြရဲအဲ့ဒါတော့သူတို့အတွက်လည်းအမတ်တရလေးပေးနိုင်တယ်လို့ထင်ပါတယ်
က်လို့လားမမြင်ဘူးလားစပင်းဘယ်လိုမောင်းလာလဲ တောင်းပန်ပါတယ်အကိုရှင်မင်းနိုင်လို့အဆင်ပြေလား ရပါတယ်မလို့ပါဘူးပေးပြပအနေနဲ့ကတော့သူတို့အနေနဲ့ဒါထင်ထားတာထက်တောင်ပို့ပြီးတော့ပေါ့နော်ဟိုမျှော်လင့်ထားရတယ်ပို့ပြီးတော့ဒီဗီတာရှိုင်းနှစ်ယောက်ကလုပ်ပြနိုင်ခဲ့ကြရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အရန်ကိုဂုဏ်ယူကြတယ်ပြီးသွားလို့ရှိရင်လည်းဒီကာရိုမီဇလန်ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တကယ်ခဏဝင်တချင်းတွေကအစကျွန်တော်တို့ကိုယ်တိုင်လုံးဝကိုပြန်လဲတီဆိုထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့တကယ်လဲ surprise ဖြစ်ခဲ့တယ်ပြီးတော့ဒီလိုမျိုးပြန်လဲတီဆိုနိုင်အောင်လို့ကူညီပေးခဲ့တဲ့မပိုးမီကိုလည်းဒီနေရာကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့လည်းပြောချင်ပါတယ်ခင်ဗျာဒါအမရဲ့ကူညီတွေကြောင့်လည်းကျွန်တော်တို့ဒီလိုမျိုးဇက်ကားထဲမှာယုံကြည်ချက်ရှိရှိနဲ့ကျွန်တော်တို့တီဆိုနိုင်ခဲ့တာပေါ့နော် fan တွေအနေနဲ့လည်းဒီကားပေါ်မှာသူတို့အနေနဲ့အရန်ကိုအားရကျင်တဲ့မှုရှိကြတယ်ပြီးတော့တကယ်ကိုမြမဒီရိုးရာအမွေနှစ်တွေရောပြောလို့ချင်းမြမယဉ်ကျေးမှုစစ်တွေရောဒီဇလန်းတိုလေးထဲမှာအချိန်ခဏလေးတွင်မှာပါအောင်ရိုက်ပေးနိုင်ခဲ့တဲ့အတွက်သူတို့ဒါဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံတကာမှာအဲ့လိုမျိုးဂုဏ်ယူတယ်ပေါ့နော်ဒီကားလေးကိုဖန်တီးပေးတဲ့အတွက် trust ကိုလည်းဂုဏ်ယူပါတယ်လို့သူတို့ပြောကြရပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့ဒါတကယ်ဝမ်းသာပါတယ်ဟုတ်အဓိကတော့ကျွန်တော်တို့ရှိမှာ vegan beginning မှာမနီးနဲ့ရှန်ဆိုပြီးဖြစ်ထားတာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုထွက်လို့ရှိရင်သူတို့အနေနဲ့အဲ့ character လွှမ်းမိုးမှုမရှိမှာအရင်ဆိုရင်ဒါပေမဲ့ဒီဇာကားလေးဒီ Karomi လေးလက်ဆောင်ပေးလိုက်တဲ့အခါမှာလည်းသူတို့အနေနဲ့ Karomi ရဲ့တိတ်မြတ်မြင့်နဲ့ຫນွေဦးဆိုပြီးတော့ထပ်ပြီးဖြစ်သွားရတော့လေအဲ့ဒါလည်းကျွန်တော်တို့ဂုဏ်ယူပါတယ်ဟုတ်ပါတယ်ဟုတ်秋表轩到那么表眼，这个龙边朝那不嘞，牛马呢的米嘞花路，苏罗玫瑰。ညာလုံးဘက်ကွန်မြူနီတီထိုင်တဲ့ဒီကားလေးကပြန်ဆက်ရောက်တိုင်းကိုယ်အတွက်အများနဲ့အမှတ်တရဖြစ်နေတော့မှာပေါ့နော်ဟုတ်ပါတယ်ဟုတ်တာဟုတ်အများကြီးဟိုဇလန်းတူဆိုပေမဲ့လည်းကျွန်တော်တို့ရက်တူတူတွင်းမှာဒီမန္တလေးဆင်းပြီးတော့အကုန်လုံးစမ်းကုန်စူးစမ်းခဲ့ရလေးကအရာထင်ခဲ့တယ်ပေါ့နော်ဟုတ်အဲ့လိုမျိုးလည်းအချက်ပြီးအရာထင်မဲ့ဟာမျိုးလေးလည်းထပ်ပြီးဖန်တီးချင်ပါတယ်ခင်ဗျာကိုရီးယားလူလက်တွဲနေလုံးတဲ့ချိန်မှာဒီဘက်ကဒီနေ့ကပေါက်တော့ကိုယ်ကဖန်ဆက်တယ်အဲ့လိုလက်ရှိကိုပြောလို့ရတာရတာပေါ့ပြောလို့ရတာပေါ့ဒါလုံးဝ 100% ဆိုတာထက်တောင်မှပို့လို့ရရင်ပို့ခြင်းတယ်ရှော့ပါဦးမရှော့နိုင်ဘူးဒါတော့မရှော့နိုင်ဘူးလုံးဝတကယ်ကန်ဆက်တယ်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့လည်းဗီတာဆိုင်နဲ့လက်တွဲတဲ့အခါမှာပါတိလားသူတို့အနေနဲ့ထင်ထားရတဲ့ပို့ပြီးတော့အများကြီးသူအကျိုးဖြစ်ထွန်းတယ်အဲ့လိုမျိုးပြန်ကြားရရင်လည်းဝမ်းသာရအဲ့တော့ဗီတာဆိုင်နဲ့လက်တွဲရင်အရင်အကျိုးဖြစ်ထွန်းမှာအဲ့တော့တခြားလုပ်ငန်းရှင်တွေလည်းကျွန်တော်တို့ရုံကြည်ချင်းနဲ့လောက်အပ်နိုင်လိုက်ပါခင်ဗျာ confidence level ကတော့ဆိုးဟိုက်တယ်တော့နော် commercial အားချိုးcharacter ချင်းပြောင်းထွက်ဆိုလို့ရှိရင်တော့တကယ်တာဝန်ကြီးတယ်ပြောရလို့ရှိရင်เนาะတကယ်အပြင်မှာကြားတော့ကျွန်တော်ကသူ့ထက်ဒါဟိုအသက်ကြီးရပေါ့နော်သူကကျွန်တော်ထက်ငယ်တယ်ဟာတော်တော်ကြီးဒါပေမဲ့ဒီဇာတ်ကားထဲမှာကြတော့ဒီ10နှစ်နီးပါးกว่าတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုပြောရလို့ရှိရင်ဇာတ်ကားပြောပုံလေးတွေလှုပ်ရှားမှုတွေပြီးတော့လို့ရှိရင်မျက်လုံးတွေကအစတတိထားပြီးတော့ဒါပြင်ဆင်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်လုံးအတွက်ဒီ character ကတကယ် challenge လည်းဖြစ်တယ်အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်မရိုက်ခင်မှာဂျုံကြည်ချက်တိတ်မရှိဘူးဒါအမှန်တိုင်းဝင်ခံတာဒါပေမဲ့ Vita ရဲ့အားပေးမှုတွေtrust ကမိဘနဲ့အကိုနဲ့အားပေးမှုတွေပြီးတော့လို့ရှိရင်ကျွန်တော်နီးစက်ရာ fan တွေကနေအားပေးမှုတွေကနေမှတဆင့်ကျွန်တော်ဒီ character ကိုလုံးနိုင်ရမယ်ဆိုတော့စိတ်နှစ်လိုက်တဲ့အချိန်မှာဒီຫນွေဦးလေးကအခုချိန်မှာလှလှပပလေးထွက်လာနိုင်ခဲ့တယ်ပေါ့နော်ချစ်စရာကောင်းလေးတယောက်ဖြစ်ကောင်းဆိုးလေးအဲ့တော့အရန်လည်းကျင်းနဲ့အားရမိပါတယ်လို့ဟုတ်ဒီဇာတ်ကားမှာတော့အကုန်လုံးစူးစမ်းပြင်နေကြရပါတော့ဒါပေမဲ့အပြင်မှာတော့ကြတော့ဒီကင်မရာကလုတ်ယူစရာမလိုပါအရင်ဖြေခဲ့တယ်လို့ပဲပေါ့နော်ဒီသူဘာလုပ်ချင်လဲသူကလည်းကိုကကြည့်နေတာဆိုတော့သိရဲသူကိုဘာလုပ်ချင်လဲဆိုတော့လည်းသူကသိရဲအဲ့တော့နှစ်ယောက်လည်းညှိနေနိုင်နေပဲသွားလိုက်တာဟုတ်ထပ်ပြီး project တွေကအများကြီးရှိမှာဆိုတော့အခုဒီမှာ trust ကလည်းကျွန်တော်တို့ project တွေကိုရှာတဲ့ဟာလည်းရှာရဲပြီးတော့ကိုယ်တိုင် plan ဆွဲတဲ့ဟာလည်းဆွဲနေပေါ့နော်လာမှာပါဒါပေမဲ့နည်းနည်းလေးတော့စောင့်အောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့တေချာပြင်ဆင်ပြီးမှလာမှာမို့လို့ပါဟုတ်ယောက်ကလေအဲ့လိုမျိုး best friend လို့ပြောလို့ရှိရင်မှန်မလားအဲ့လို break တေချာလေးတစ်ခုဒီမျိုးထင်တာလေးချိကြတယ်ပေါ့ best friend forever boyfriend forever မဟုတ် best friend forever BFF တွေပါ BFF တွေပါ boyfriend forever လို့ရှိရင်ခြား break တေပါလေအော်ဒါသူတို့ချစ်လို့ပေါ့နော်ချစ်ကြပါဆက်ချစ်ကြပါအများကြီးလည်းချစ်ကြပါ BFF ပါဟုတ်အော်ဒီမှာပူတာပေါ့ကိုအကူပဲဟုတ်ကိုညီလေးပဲကိုညီလေးပဲတော့အဲ့လိုမျိုးညီကိုဒီလိုနေပါအားလုံးပဲတင်းတင်းမြတ်မြတ်နေကြပါဟုတ်နော်ဟုတ်ကဲ့ဆိုတော့ဒါတစ်ခါ